မြန်မာနိုင်ငံမှာတရားဟောခွင့်ပိတ်သိမ်းခံလိုက်ရတဲ့ကိုရင်လေးရှင်ဥတ္တမသာရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးတို့သိကြတဲ့အတိုင်းပဲကိုရင်လေးရှင်ဥတ္တမသာရဆိုတာမြန်မာပြည်တွင်းမှာတင်မကထိုင်းနဲ့ဗီယက်နမ်လိုနိုင်ငံတွေမှာပါတခန္ဓနာပင်ဖိတ်ခြင်းခံရပြီးတော့ကြီးညိုသူပရိသတ်တန်းနဲ့ကြီးရှိတဲ့ပုဂ္ဂိုလ်တစ်ပါးပါချစ်စရာကောင်းတဲ့ကလေးငယ်တူရဲ့ပုံစံနဲ့တည်တည်ငြိမ်ငြိမ်တရားဟောကြားတတ်တဲ့ကိုရင်လေးကိုမြင်လိုက်တာနဲ့လူတိုင်းရဲ့ရင်ထဲမှာအေးချမ်းမှုကိုရရှိစေပါတယ်။ဒါပေမဲ့အခုတော့အိန္ဒိချင်းနိုင်ငံတွေမှာတောင်အခမ်းအနားတွေနဲ့ကြိုဆိုခြင်းခံရတယ်။ကိုရင်လေးကကိုယ်နိုင်ငံထဲကပဲခူးမြို့မှာတော့တရားဟောခွင့်တားမြစ်ခံလိုက်ရတယ်လို့သတင်းထွက်ပေါ်လာပါတယ်။ကိုရင်လေးကိုကြည့်လိုက်ရင်အသက်9နှစ်6နှစ်သားအရွယ်သားရှိသေးတယ်လို့ထင်ရပေမဲ့တကယ်တော့ကိုရင်လေးကအသက်15နှစ်ရှိနေပြီဖြစ်ပါတယ်။ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးတဲ့ယောဂဝေဒနာတစ်ခုကြောင့်အခုလိုမျိုးထူးခြားတဲ့အသွင်တရံဖြစ်နေရတာပါ။ဒါပေမဲ့ဒီလိုမျိုးအခြေအနေကြားကပဲဖျားဟောတရားတော်တွေကိုရည်ရည်လေးလေးဟောကြားနိုင်တဲ့အတွက်ကြောင့်ပဲပြည်တွင်းပြည်ပကဗုဒ္ဓဘာသာဝင်တွေကအဲဟောကြည်ညိုနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကပဲခူးမြို့ကလျာဏီရွက်ကွက်မှာရှိတဲ့တိတ်တိရှင်မြတ်တပိတ်စီတီတော်ရဲ့49ကြိမ်မြောက်ဗုဒ္ဓပူဇနီယပွဲမှာကိုရင်လေးကိုတရားဟောဖို့ပင်ဖိတ်ခဲ့တာပါ။ပွဲဖြစ်မြောက်ရေးကော်မတီကလည်းကိုရင်လေးကိုပင်ဖိတ်နိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေအကြီးအကျယ်လုပ်ထားခဲ့တာပါ။ဒါပေမဲ့တရားပွဲကျင်းပကနေရပ်ပိုင်းအလိုမှာပဲအထက်အဖွဲ့အစည်းတွေကနေတရားဟောခွင့်တားမြစ်စာတစ်စောင်ရောက်ရှိလာခဲ့ပါတယ်။ဒီအတွက်ကြောင့်တရားပွဲဖြစ်မြောက်ရေးကော်မတီအနေနဲ့ကိုရင်လေးရဲ့တရားပွဲကိုဖျက်သိမ်းလိုက်ရပြီးတော့တခြားဆရာတော်တစ်ပါးနဲ့အစားထိုးလိုက်ရပါတယ်။တာဝန်ခံတဦးကတော့နောက်ဆုံးအချိန်ထိအစွမ်းကုန်စူးစမ်းခဲ့ပေမဲ့ဘလို့မှညှိနှိုင်းလို့မရတော့တာကြောင့်အခုလိုလဲလိုက်ရတာပါလို့စိတ်မကောင်းစွာနဲ့ဆိုခဲ့တာပါ။ဘာကြောင့်ကိုရင်လေးကိုတားမြစ်လိုက်တာလဲဆိုတဲ့အချက်ကတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်။နိုင်ငံတော်တန်ခါနာယကအဖွဲ့ရဲ့စီကံချက်အရနေလေတရားဟောမဲ့ဓမ္မဂတိကတပါးကဓမ္မစရိယတန်းကိုအောင်မြင်ပြီးသူဖြစ်ရမယ်လို့သတ်မှတ်ထားပါတယ်။ကိုရင်လေးရှင်ဥတ္တမသာရကလက်ရှိမှာထန်းတပင်မျိုးနဲ့အောင်မြေပုံစံစာတင်တိုင်းမှာအငယ်တန်းစာဝါတွေကိုတင်ယူနေသေးပဲရှိပါသေးတယ်။ဒါကြောင့်အထက်ကတန်ခါနာယကအဖွဲ့တွေကစာပေကျမ်းကန်မတက်ကြွသေးပေဖျားဟောတရားတွေကိုလိုက်လံဟောကြားနေခြင်းဆိုတဲ့အချက်ကိုထောက်ပြပြီးတော့တရားဟောခွင့်ပိတ်ပင်လိုက်တာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။ဒီနေရာမှာအမြင်နှမျိုးကွဲပြားနေပါတယ်။တစ်ဖက်မှာလည်းတရဏတော်တန်ရှင်းတည်တံဖို့အတွက်စီကံစနစ်တကျရှိတာကိုထောက်ခံကြပါတယ်။စာပေကျမ်းကန်မတက်ဘဲတရားဟောရင်တရားအမှားတွေပါသွားနိုင်တယ်လို့ဆိုရင်ကြတာပါ။ဒါပေမဲ့နောက်တစ်ဖက်ကတော့တရားအနှစ်သာရဟာအရေးကြီးတယ်လို့လူတွေတရားဓမ္မနဲ့နှီးစပ်ဖို့အတွက်အခုလိုကြီးညိုစရာကောင်းတဲ့ပုံကိုယ်တွေကိုအခွင့်အရေးပေးတဲ့တယ်လို့ဆိုကြပါတယ်။ထိုင်းနဲ့ဗီယက်နမ်မှာတော့တရားဟောခွင့်ရနေတဲ့ကိုရင်လေးကကိုမြေကိုရီမှာဘာလို့တားမြစ်ခံရတာလဲဆိုပြီးဝိုင်းနေကြတဲ့သူတွေလည်းအများကြီးပါ။ဘာပဲဖြစ်ဖြစ်ကိုရင်လေးရှင်ဥတ္တမသာရအနေနဲ့အခုချိန်မှာစာပေကျမ်းဂန်တွေကိုစ조사သင်ယူနေတာကြောင့်အနာဂတ်မှာဓမ္မစရိယတန်းတွေအောင်မြင်ပြီးသွားရင်တော့ဘယ်သူမှကန့်ကွက်လို့မရတဲ့နိုင်ငံကျော်ဓမ္မဂတိကတပါးဖြစ်လာမှာအသေးချပါပဲအခုပဲခူးကဓမ္မမိတ်ဆွေတွေအတွက်တော့ကိုရင်လေးနဲ့လွဲချော်သွားရတာကတကယ်ကိုနှမျောစရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်ကဲပရိသတ်ကြီးတို့ရောကိုရင်လေးရှင်ဥတ္တမသာရကိုစာပေကျမ်းဂန်မတက်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့တရားဟောခွင့်ပိတ်လိုက်တဲ့ပုံမှာဘယ်လိုမြင်ကြလဲစီကံကပိုရေးကြည့်သလားဒါမှမဟုတ်ကြီးညိုသရာတရားကပိုရေးကြည့်တာလားဆိုတာကိုမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်